တော့ပြောချင်တာကသူတို့ရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းသမားတွေပြည်မသားတွေရဲ့ရည်ရွယ်ချက်နဲ့လုံးဝဆန့်ကျင်တယ်သူတို့ရဲ့ရည်ရွယ်ချက်ဟာမြန်မာနိုင်ငံမှာဒီမိုကရေစီရတာတွေစစ်အာဏာရှင်ရတာတွေသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာသူတို့နေမြေပဲသူတို့နေမြေကိုသူတို့ယူမယ်ပြီးတော့သူတို့တရုတ်နဲ့စီးပွားရေးလုပ်မယ်ပြည်မကလက်ခံရင်ပြည်မကတဆင့်သူတို့သွားမယ်ပြည်မမလက်ခံရင်သူတို့တရုတ်ပြည်ကတဆင့်သွားမယ်အဲ့ဒီအခွင့်အရေးပဲသူတို့ယူမှာအားလုံးပဲမင်္ဂလာပါခင်ဗျာအနေနဲ့ကျွန်တော်လိုက်လေးဆိုကြိုးဆိုလိုက်ပါတယ်အနေနဲ့ကျွန်တော်ဆိုလို့ရှိရင်လူသားများအတွက်အကျိုးများစေတဲ့ကိုဒုတိယဝင်များနဲ့အမှန်တရားအတွက်နေစဉ်တည်ထူလေးတွေကိုတန်းဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့လို့ဒီ channel လေးကို like and subscribe လုပ်ပေးထားကြဖို့လည်းပြတိုင်နေပါတယ်ခင်ဗျာအားလုံးကိုအနေနဲ့ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာပြောချင်တာကသူတို့ဒီရာသက်ပံတနက်ကင်တော့မှာပြည်မအစိုးရကိုသူတို့ဒီအမြဲတမ်းဆန့်ကျင်တော့မှာစစ်ကောင်စီပဲဖြစ်ဖြစ်ကျွန်တော်တို့ຫນွေဦးဒေါ်လာရဲ့ NUG ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သူတို့ကဆန့်ကျင်မှာအဲ့တော့သူတို့ကိုအာမခံချက်ပေးတဲ့ Federal ပုံစံမျိုးလာမတိုက်တော့ဘူးပုံစံမျိုးပေးမှသာလင်သူတို့ကကျင်းတတ်မှာအဲ့တော့သူတို့ကျင်းတတ်တာဖြစ်တဲ့အတွက်သူတို့ဒေသမှာတရုတ်အစိုးရနဲ့သူတို့နဲ့ဆက်ဆံရေးကိုကျွန်တော်တို့ကဝင်ဆွက်လို့မရတဲ့ပုံစံမျိုးသူတို့လှုပ်လာလိမ့်မယ်နောက်ဆုံးကြတော့ဘယ်လောက်ထိဖြစ်လာနိုင်လဲဆိုတော့သူတို့ဒေသမှာပြည်မတက်တွေမရှိရတော့ဘူးတရုတ်နယ်စပ်ကိုသူတို့တက်တွေပဲထိမ့်မယ်ဆိုတဲ့သဘောမျိုးကြီးသူတို့ကတောင်းဆိုလာလိမ့်မယ်အဲ့တော့ပြောချင်တာကအခုဝါကသူ့ဒေသကိုစစ်ကောင်စီမလာသလိုပဲအဲ့ဒီကိုကန့်တွေတောင်းပလောင်တွေကလည်းသူ့ဒေသကိုစစ်ကောင်စီတော်ဒီမောပြည်မတက်တွေပေါ့စစ်ကောင်စီသာပြည်မတက်လीလက်ချိတ်တဲ့ NUG ဖြစ်ရင်လည်း NUG တက်တယ်မလားနဲ့တော့အဲ့တော့သူတို့ကဘယ်လိုဖြစ်မလဲဆိုတော့နိုင်ငံကြီးထဲမှာနိုင်ငံငယ်ဆောက်ပြီးတော့တရုတ်နိုင်ငံနဲ့ကျွန်တော်တို့ကြားထဲမှာဘာဖာဇုံပုံစံနဲ့သူတို့ကနေပြီးတော့ကျွန်တော်တို့ကသူတို့ကိုမဖြတ်ဘဲနဲ့တရုတ်နိုင်ငံကိုသွားလို့မရတဲ့ပုံစံမျိုးသူတို့လုပ်တော့မှာအဲ့တော့အခုကအဲ့ဒီပုံစံမျိုးကိုဖြစ်နေပြီသူတို့သဘောနဲ့သူတို့တိုက်တယ်သူတို့သဘောနဲ့သူတို့ဆုတ်တယ်ဒါပဲဘုံသဘောတူညီချက်နဲ့ policy အတိုက်တာမဟုတ်သလို policy အအစည်းအဝေးဆုံးဖြတ်ချက်အားလုံးသဘောတူချက်နဲ့ပြန်ဆုတ်တာလည်းမဟုတ်ဘူးအဲ့တော့ဒီပုံစံနဲ့ဆက်သွားရင်တော့စစ်ကောင်စီပြန်ရလာတာပဲပြန်ယူလိုက်တာပဲမှန်တယ်လို့တော့ပြောရမလို့ဖြစ်နေပြီလာရှိုးလို့ပဲပေါ့ကျွန်တော်တို့ကလက်ဆောင်နေပြီးတော့သူတို့ကိစ္စသူတို့ရှင်းကြစစ်ကောင်စီတို့သူရှင်းမစီအဲ့တော့ဒီလိုပုံစံမျိုးပဲသွားရမှာပါUK မှာ job agency ကတော့ CV library ရှိပါတယ် CV library မှာကိုယ့်ရဲ့ CV တင်လိုက်ပြီးသူတို့မှာရှိတဲ့အလုပ်တွေရှောက်အဲ့မှာလိုအပ်တဲ့အချက်တွေနဲ့ရှိရင်သူတို့လိုအပ်အဲ့တော့အဓိကသူတို့စဉ်းစားပုံပေါ့နော်သူတို့စဉ်းစားပုံကပြည်မအစိုးရကိုပဲသူတို့ကစဉ်းစားတာအဲ့တော့ပြည်မအစိုးရကအစိုးရရဲ့လုပ်ပိုင်ခွင့်နဲ့ဒါတရုတ်အစိုးရနဲ့ CV library
ဟုတ်ပါတယ်ပြမတရုတ်အစိုးရနဲ့တိုင်းစကားပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြမအစိုးရကိုတရုတ်ကဖိအားပေးလို့ရရင်တို့လိုချင်တာကိုတရုတ်ဖိအားနဲ့တောင်းမယ်ပေါ့ဝါလို့ဒီသဘောပါပဲဒါဆိုရင်ပြဿနာကပြမအစိုးရမှာကျွန်တော်တို့ NUG တို့ဒီမိုကရေစီအစိုးရတက်လာရင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါဘာလို့ကျွန်တော်တို့ကဒီနေမြေတွေကိုတို့အပိုင်မပေးလိုက်နိုင်ဘူးလေတို့ကိုပိုင်အုပ်ချုပ်ခွင့်ပဲပေးနိုင်မှာအိမ်နယ်ဆက်တွေအားလုံးမြန်မာနိုင်ငံအစိုးရပဲထိန်းချုပ်ရမှာအခုစစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာကိုပြည်မအစိုးရကလာရောက်ထိန်းချုပ်ရမှာလေအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုရှင်းကြမှာလဲဒီပုံဆိုရင်မြန်မာနိုင်ငံနယ်စပ်မှာကိုကန့်နယ်စပ်မှာမြန်မာနိုင်ငံတော့အလံပဲဒါကိုကန့်နိုင်ငံမဟုတ်ဘူးလေမြန်မာနိုင်ငံတော့အလံပဲမြန်မာနိုင်ငံ immigration ပဲမြန်မာနိုင်ငံဗဟိုအစိုးရရဲ့လုံခြုံရေးတွေပဲရှိရမှာလေဆိုကြတာကအခုအမေရိကန်နိုင်ငံမှာဖြစ်နေတယ်လို့ပဲ Federal အစိုးရရဲ့ authority ရဖမ်းနိုင်စီးတယ်လို့ရင်ပြည်နယ်အစိုးရကဘာမှလုပ်ပိုင်ခွင့်မရှိဘူးလေဒါကြောင့်လေ Trump ရဲ့ရေခဲအဖွဲ့တွေ FBI တွေ US Marshal တွေကဝင်ဖမ်းတဲ့အချိန်မှာ LA မှာပဲဖမ်း New York မှာပဲဖမ်း Texas မှာပဲဖမ်း Colorado မှာပဲဖမ်းပြည်နယ်အစိုးရတွေဘာမှလုပ်လို့မရဘူးအဲ့ဒါမျိုးကိုကန့်နေဝါတွေမိုင်းလားတွေလက်ခံပါလားဒါကကျွန်တော်ရဲ့မိကုံအခုသမ္မတဒေါ်နယ်ထရန့်ရဲ့ Federal အစိုးရရဲ့ Federal Authority ဖြစ်တဲ့ ICE လို့ခေါ်တဲ့ Immigration and Customs Enforcement ရေခဲအဖွဲ့ FBI လို့ခေါ်တဲ့ Federal Bureau ပြီးတော့ဒီ US Marshal လို့ခေါ်တဲ့အဲ့ဒီအဖွဲ့၃ဖွဲ့ကတနိုင်ငံလုံးမှာ Federal အစိုးရရဲ့အမိန့်သမ္မတရဲ့အမိန့်နဲ့လူဟန်ပွဲကျင်းပနေတယ်အဲ့ဒီအချိန်မှာပြည်နယ်မှာရှိတဲ့ပြည်နယ်ရဲတွေပြည်နယ်အုပ်ချုပ်ရေးတွေဝင်ပါလို့မရဘူးဒါဆိုရင်အခုပြောသလိုတောင်ပလောင်လို့ကိုကန့်တို့ဝါတို့မိုင်းလာလို့ရှိတဲ့နေရာမှာကျွန်တော်တို့ Federal အစိုးရကလာပြီးတော့ဖမ်းမယ် Federal အစိုးရကဒီနယ်စပ်တွေဂိတ်တွေအားလုံးကိုထိမ့်သိမ်းမယ်ထိမ့်ချုပ်မယ်ဆိုရင်သူတို့လက်ခံမှာလားအခုပုံစံတိုင်းဆိုလက်မခံဘူးဘာလို့တော့မောင်းထုတ်နေတဲ့သဘောရှိတယ်အဲ့တို့လိုချင်တဲ့ Federal ဆိုတော့ဘာလဲအခုသမ္မတထရန့်ဖြစ်နေတဲ့အခုနော်မြန်မာနိုင်ငံအမေရိကန်မှာရောက်နေတဲ့နော်ထရန့်အစိုးရကိုမဲပေးထားကြတော့တိုင်းရင်းသားများပေါ့ချင်းတို့ကချင်တို့ကရင်တို့ကိုကျွန်တော်ကမေးခြင်းတယ်ထရန့်ဆိုပြီးသူတို့မဲပေးထားကြတယ်နော်ရှမ်းနေပါမယ်ရခိုင်နေလဲပါမယ်ထရန့်ကိုအရန်ကြိုက်လို့မဲပေးထားတဲ့လူတွေထရန့်က Federal ဥပဒေအရပြည်နယ်တွေကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးထားတာမှန်တယ်ပြည်နယ်ဥပဒေရှိတယ်ပြည်နယ်အစိုးရရှိတယ်မှန်တယ်ဒါပေမဲ့ Federal အစိုးရကတနိုင်ငံလုံးရဲ့နယ်စပ်လုံခြုံရေးနိုင်ငံခြားရေးလူဝင်မှုကြီးကြပ်ရေးနဲ့ Federal ရဲတွေနဲ့ Federal တရားရုံးတွေကနေထိချုပ်ထားတာဟုတ်ပြီနော်အဲ့တော့ပြည်နယ်တရားရုံးတွေရဲ့အမိန့်ကို Federal တရားရုံးကပယ်ချလို့ရတယ်ဒါကြောင့် Trump အစိုးရကအဲ့ဒီသူတို့ပြည်နယ်တွေမှာရှိတဲ့တရားမဝင်နိုင်ငံသားတွေကိုသူတို့ဖွက်ထားတာပဲဖြစ်ဖြစ်နေနေတာဖြစ်ဖြစ်ပြည်နယ်ဥပဒေကိုကြော်လွန်ပြီး Federal ဥပဒေအရ Trump အစိုးရကအမိန့်ထုတ်ပြီးအခု ICE အဖွဲ့တွေ Federal FBI တွေ US Marshal တွေကတနိုင်ငံလုံးမှာလူဖမ်းပွဲကျင်းပနေတယ်ဘယ်ပြည်နယ်ကမှပါဝင်ပါလို့ပြည်နယ်တိုင်းမှာရဲရှိတယ်နော်ပြည်စောက်သက်တွေရှိတယ်နော် National Guard တွေရှိတယ်ဘယ်သူမှဝင်မပါလို့မရဘူးဒါဥပဒေအခုပုံစံဆိုရင်ဥတောင်းပလောင်မှာကျွန်တော်တို့ Federal အစိုးရကကျွန်တော်တို့ Federal အစိုးရက NUG အစိုးရကအဲ့လိုမျိုးလာဖမ်းပွဲလုပ်မယ်ဆိုရင်သူတို့လက်ခံမှာလားအဲ့ဒါကျွန်တော်မေးကုန်ပြောချင်တာကဒီတောင်ပလောင်တို့ကိုကန့်တို့ဝါတို့ဟာနေပြည်တော်မှာထိုင်နေတဲ့လူကိုပဲအသိမှတ်ပြုမယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်လीအဲ့တော့နေပြည်မှာဥထိုင်နေတာကမင်းအောင်လှိုင်ဖြစ်တာဖြစ်တယ်မင်းအောင်လှိုင်ကလက်မခံဘူးဆိုရင်သူတို့ကိုတိုက်ထုတ်မှာပဲလीအဲ့တော့ Federal ရဲ့မူဝါဒအရသူတို့ဒီအဲ့ဒီနယ်မြေကိုအုပ်ချုပ်ခွင့်ပဲရှိတယ်။အဲ့နယ်မြေရဲ့အရေးအရာပဲလုပ်လို့ရတယ်။ဒါပေမဲ့နိုင်ငံခြားရေးကိစ္စတို့ဝင်ပါဝင်ပတ်သက်လို့မရဘူး။တရုတ်နဲ့တို့ဆက်ဆံလို့မရဘူးလေ။နိုင်ငံခြားရေးရာကိစ္စရတယ်။နယ်စပ်ရေးရာကိစ္စရတယ်။အခွန်ကောက်ဆိုင်ရာကိစ္စရတယ်။အခုလိုတရားဥပဒေဆိုင်ရာလုံခြုံရေးဆိုင်ရာကိစ္စရတယ်။ပြောချင်တာကသူတို့နယ်မြေထဲမှာကိုကန့်နယ်မြေထဲမှာဝနယ်မြေထဲမှာမိုင်းလားနယ်မြေထဲမှာ
တောင်းပလောင်နေမိထဲမှာတရားမဝင်တရုတ်နိုင်ငံသားတွေကိုကျွန်တော်တို့ဖက်ဒရယ်အစိုးရကမင်းအောင်လှိုင်အစိုးရပဲဖြစ်စေ NUG အစိုးရပဲဖြစ်စေလာရောက်ဖမ်းဆီးမယ်ဖက်ဒရယ်တပ်မတော်လို့ခေါ်တဲ့ဖက်ဒရယ်ရဲအဖွဲ့ပေါ့ကျွန်တော်တို့ကတပ်မတော်မသုံးတော့ဖက်ဒရယ်ရဲပေါ့ FBI လို့ဖက်ဒရယ်ရဲအဖွဲ့နဲ့ဖက်ဒရယ်လူမှုကြီးကြပ်ရေးထိန်းကျောင်းရေးအဖွဲ့များဖက်ဒရယ်တရားရုံးရဲ့ရဲများကလာရောက်ဖမ်းဆီးမယ်ဆိုရင်သူတို့လက်ခံမလားအဲ့တော့သူတို့ဖက်ဒရယ်ရဲ့သဘောတရားကိုလက်ခံရလားသူတို့ဖက်ဒရယ်တစ်စီချောက်နေကြတယ်ဖက်ဒရယ်သူတို့ပြောနေကြတယ်အဲ့ဒီဖက်ဒရယ်မှာကိုပြည်နယ်မှာကိုအပြည့်အဝအုပ်ချုပ်ခွင့်မရှိဘူးဆိုတာကိုသိရလားဖက်ဒရယ်မှာပြည်နယ်အစိုးရကပြည်နယ်အလုပ်ပဲလုပ်ရတာတနိုင်ငံလုံးရဲ့ဖက်ဒရယ်အစိုးရရဲ့ဗဟိုအစိုးရရဲ့ authority ကပိုကြီးမားပြီးတနိုင်ငံလုံးနဲ့ခြုံပြီးစဉ်းစားတာဖြစ်တဲ့အတွက်ဒီတနိုင်ငံလုံးရဲ့နေဆက်ရေးရာတွေလုံခြုံရေးတွေအခုလိုမျိုးလာရောက်ဖမ်းဆီးမယ်ဆိုရင်သူတို့လက်ခံမလားသူတို့အဲ့လိုမျိုးလက်မခံပဲနဲ့ဘယ်လိုဘာလို့ဖက်ဒရယ်တောင်းနေကြတာလဲပြောချင်တာက NUG အစိုးရကိုဖက်ဒရယ်အစိုးရအဖြစ်လက်ခံရလားတကယ်လို့ NUG အစိုးရကမင်းအောင်လှိုင်နေရာကိုမရသေးလို့လက်မခံဘူးဆိုရင်နားလည်ပေးလို့ရတယ်တကယ်လို့မင်းအောင်လှိုင်နေရာကိုမင်းအောင်လှိုင်ကိုဖြုတ်ချပြီးတော့အဲ့ဒီပင်လယ်ပေါ်မှာ NUG အစိုးရကအစိုးရတက်လုပ်ပြီးဆိုရင်ဒေါအောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သူတို့လက်ခံမှာလားဒါဆိုရင်တော့ငါတို့ဖက်ဒရယ်အစိုးရကိုအသိမှတ်မပြုဘူး NLD မို့လို့ NUG မို့လို့ငါတို့ပြန်တိုက်မယ်ဆိုပြီးတိုက်လို့ရမယ်ထင်သလားဖက်ဒရယ်မှာပြောချင်တာကမြန်မာနိုင်ငံအနာဂတ်ကိုပုံဖော်ဖို့အတွက်ဖက်ဒရယ်အစိုးရအစ်စ်ကိုသွားကျင်တယ်ဆိုရင်အထူးတကွတိုက်ထုတ်ပြီးမှအထူးတကွဒီဥပဒေကိုရေးဆွဲရမှာလीအဲ့တော့ကိုနေပြီကိုရငုတ်တုတ်ထိုင်နေပြီးတော့ဝင်စိုးထွက်ဆိုပြီးတော့စစ်တပ်ကိုပြန်ပေးလိုက်တရုတ်ကိုပြောပေးလိုက်ဆိုတော့ဘယ်လိုလုပ်ဖက်ဒရယ်ပြည်ထောင်စုကိုကျွန်တော်တို့တိဆောက်ကြမှာလဲအဲ့တော့ကျွန်တော်စောစောကမေးတဲ့မေးခွန်းကိုအဲ့ဒီကနတော့ကိုကန့်နေဝတွေမိုင်းလားတွေတောင်းပလောင်တွေအေးပါတာပေါ့ချင်းနေကိုပြန်မေးကြလက်ခံပါလား KNU လည်းပါတယ် KNU လည်းပါတယ်လက်ခံပါလားအဲ့တော့ကျွန်တော်တို့ဖက်ဒရယ်အစိုးရဖွဲ့ပါလို့ပြောနေတာလေNUG ကိုမချိန်နဲ့ဘူးဆိုရင်လည်းမလုံလောက်ဘူးလို့တင်သူတို့ပါပူပေါင်းပါဝင်တဲ့ဖက်ဒရယ်အစိုးရဖွဲ့ရမှာလေအဲ့တော့ဖက်ဒရယ်အစိုးရမရှိဘဲနဲ့မင်းအောင်လှိုင်ကိုဘယ်လိုတိုက်ထုတ်မှာလဲဒီဩဇာကိုဖက်ဒရယ်အစိုးရရဲ့စုပေါင်းအားနဲ့ရင်ဆိုင်ရမှာလေသူတို့ကိုတရုတ်ကဖိအားပေးနေတာကိုကျွန်တော်လက်ခံတယ်ဒါဆိုရင်ဖက်ဒရယ်အစိုးရရဲ့စုပေါင်းအားနဲ့တရုတ်ကိုညှိရမှာလေသူတို့ကဘသူရဲ့အကူအညီမှမလို့ပဲသူတို့သဘောနဲ့သူတို့တရုတ်ကိုသွားညှိမယ်သူတို့သဘောနဲ့သူတို့မင်းအောင်လှိုင်တို့ညှိပြီးတော့ပြန်ပေးမယ်ဆိုတာအဓိပ္ပာယ်ရှိရလားနေဦးဒေါ်လာကြီးတစ်ခုလုံးဖြစ်နေတယ်ကျွန်တော်တို့အားလုံးကိုစော်ကားနေတာနဲ့မတူဘူးလားဟုတ်ကိုကံပဲကြည့်သူတို့သဘောနဲ့သူတရုတ်သဘောတရုတ်နဲ့စစ်တပ်နဲ့ခေါ်ပြီးသဘောနဲ့သူတို့သဘောနဲ့သူတို့အကုန်လုံးချလိုက်တာအဲ့တော့မြန်မာနိုင်ငံပဋိပက္ခမှာသူတို့ဒီပါနေတဲ့လူတွေမဟုတ်ဘူးလားကိုယ်သဘောနဲ့ကိုယ်အကုန်လုံးနေကြပြီလားအတ္တကြီးနေကြပြီလားအဲ့လိုအတ္တကြီးနေတဲ့လူတွေကဘယ်လိုလုပ်ဖက်ဒရယ်နိုင်ငံကိုတည်ဆောက်မှာလဲဖက်ဒရယ်နိုင်ငံဆိုတာဖက်ဒရယ်အစိုးရကဖူးပါဝါနော်ပြည်နယ်အစိုးရမဟုတ်ဘူးနော်ကမ္ဘာမှာကြိုက်တဲ့ဖက်ဒရယ်နိုင်ငံကိုကြည့်အိန္ဒိယလိုနိုင်ငံမှာတော့မူဒီအစိုးရဖူးပါဝါနော်အဲ့တော့ကိုကဖူးပါဝါလိုချင်ဖက်ဒရယ်အစိုးရဖြစ်နိုင်အောင်ကိုကစူးစမ်းရမှာလीနိုင်ငံရေးရစူးစမ်းရမှာလीမြင်အောင်ကြည့်ကြပါကျွန်တော်တို့တိုင်းရင်းသားတွေအဲ့တော့ကျွန်တော်နိုင်ငံကဖက်ဒရယ်တစ်စီတကယ်ခြောက်နေပြီဖက်ဒရယ်ပြောနေတဲ့တိုင်းရင်းသားတွေကဖက်ဒရယ်ဆိုတာကြီးကိုအသုံးချပြီးအခုလိုကိုယ်နေမြေကိုလူပြီးတော့တရုတ်နဲ့ပြည်လေအောင်နေပြီးတော့ကိုယ့်အကူတနက်ကင်အုပ်ချုပ်ပြီးတော့ကိုလုံးချင်တာလုပ်မယ်ဆိုတဲ့သဘောမျိုးကိုဆောင်းနေကြပြီအဲ့တော့ဖက်ဒရယ်လိုချင်တဲ့တိုင်းရင်းသားတွေကဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်အစိုးရဖွဲ့ဖို့လည်းမကြိုးစားဘူးအဲ့ဒီအစိုးရကနေဖက်ဒရယ်မှာလူဘာဝါထားတဲ့စစ်ကောင်စီကိုဝိုင်းတိုက်ပြီးတော့အဲ့ဒီဖက်ဒရယ်အစိုးရဖြစ်တဲ့ဥစ္စာကိုလည်းသွားဖို့မကြိုးစားပဲနဲ့ကိုယ့်သဘောနဲ့ကိုယ်တိုက်တယ်ဗျာပြီးတော့ကိုယ့်သဘောနဲ့ကိုယ်တရုတ်အားကိုနဲ့အစည်းအဝေးခေါ်တယ်ဗျာကိုယ့်သဘောနဲ့ကိုယ်အိတ်စစ်တပ်နဲ့ပဲညှိပြီးပြန်ပေးလိုက်တယ်အဲ့တော့တ
တို့ကလက်နဲ့ကင်ထားပြီးငါတို့လက်နဲ့ရှိလို့ငါတို့မင်းအောင်လိုင်ကိုတိုက်တာဒါကြောင့်မင်းအောင်လိုင်နဲ့ငါတို့ပြန်ညှိတယ်မင်းတို့ကြံတဲ့လူတွေအားလုံးကထုတ်ကဲပဲပေါ့တကယ်လူအားလုံးကထုတ်ကဲပဲပေါ့ငါတို့ဘယ်သူမှကြီးမဆိုင်ဘူးငါတို့လက်နဲ့ရှိလို့ငါတို့နိုင်တာမင်းတို့နိုင်အောင်လာတိုက်မင်းတို့ကမင်းတို့ပြောပေါ့တော့တို့ရဲ့နိုင်ငံကြီးရွေချက်ကဘယ်မှာလဲတို့ရဲ့ Federal ရွေချက်ကဘယ်မှာလဲမြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံးမှာ Federal ဖြစ်ဖို့အတွက်တို့ဘယ်လောက်ထိပေးဆက်ထားခဲ့တယ်လဲဘယ်လောက်ထိသမိုင်းမှာပါခဲ့ကြတယ်လဲမြန်မာနိုင်ငံ Federal စပြီးတော့ဖြစ်မယ်ဆိုတဲ့လွတ်လပ်ရေးသမိုင်းတွေကဘယ်လောက်ထိတို့ထဲထဲဝင်ပါခဲ့ကြတယ်အဲ့တော့ကိုးကန်တွေဘယ်မှာအိတ်နေလဲဝါတွေဘယ်မှာအိတ်နေလဲမိုင်းလားတွေဘယ်မှာအိတ်နေလဲတောင်းပလောင်တွေဘယ်မှာအိတ်နေကြတာလဲမြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာအဲ့ဒီအခု Federal OB တရုတ်နဲ့ပေါင်းနေတဲ့အဖွဲ့တွေဘယ်ရောက်နေလဲပင်လုံကြီးလာကံမှာတို့ဘယ်ရောက်နေကြတာလဲအင်္ဂလိပ်စီကလွတ်လပ်ရေးတောင်းတဲ့အချိန်မှာအဲ့ဒီကိုးကန်တွေဝါတွေမိုင်းလားတွေတောင်းပလောင်တွေဘယ်တိုင်းပြည်မှာသွားချောင်ကတ်နေကြတာလဲအခုမှနေလားငါလာပေါ်လာပြီးတရုတ်အားကိုနဲ့တနက်တွေကိုင်းလက်နဲ့တွေရှိလာပြီးဒီမှာနေဦးဒေါ်လာကြီးလည်းပေါ်လာရောကျွန်တော်တို့ဘက်ကနေဦးဒေါ်လာကြီးကစစ်အာဏာရှင်တွေကိုအားနေအောင်ဝိုင်းထိုးနှက်ထားတယ်စိတ်တဲ့ရေးရရရော legitimacy ရရောနိုင်ငံရေးရရောတန်ရေးတမန်ရေးရရောစစ်တဲ့ရေးရရောကျွန်တော်တို့ကဒီ Federal ဆိုတဲ့ဒီမင်းအောင်လှိုင်အစိုးရကိုအားနေအောင်လုပ်ပေးတာကိုသူတို့ကအခွင့်အရေးယူပြီးတော့တရုတ်အားကိုနဲ့တနက်နဲ့ဝင်တိုက်ပြီးတော့အခုအဲ့ဒီလူတွေနဲ့ပဲပြန်လည်ညှိနှိုင်းပြီးလှုပ်ချင်တာလှုပ်သွားတာအဲ့တော့အဲ့ဒါဘယ်လိုလုပ်ကြမှာလဲNUG ရဲ့အခက်အခဲကိုကျွန်တော်တို့ပြည်သူတွေသဘောပေါက်လောက်ပြီလို့ထင်ပါတယ်အခုဒီလိုဖြစ်လိုက်တာကျွန်တော်တော့ဝမ်းသာတယ်အစိုးရအကောင်းပဲဘာပြောနေကြတယ် Federal ဖွဲ့စည်းပုံမပေါ်ဘူးဖယ်တိုင်းသားတွေမပေါ်ဘူး NUG ကိုမကြိုက်ဘူးသူတို့မပေါင်းတာသူတို့ပေါင်းမှုရည်ရွယ်ချက်ကိုမရှိတာဒီချာမြင်အောင်ကြည့်NUG ကအသုံးမကြတော့ NLD ကအသုံးမကြတော့ဖွဲ့စည်းပုံပေါ်ဖို့နေတယ်အဲ့ဒီလူတွေကအဲ့ဒီဖွဲ့စည်းပုံကိုလည်းမယုံဘူး Federal အစိုးရလုပ်ဖို့လည်းလက်မခံဘူးကဲသူတို့ကပြောလို့ရတယ်ဟာ NUG ကလူတွေကဒီ NLD အုပ်စုတွေကငါတို့ကို Federal ကိုနေရမယ်သူတို့ကြီးပဲလိုချင်တယ်အဲ့ဒါဆိုပေါ်တင်ထုတ်ပြောလေပြည်သူကကျွန်တော်တို့ကဒါဆိုရင် NLD ကိုဝိုင်းပြီးကျွန်တော်တို့ပြောမှာပေါ့အဲ့ဒါမျိုးနဲ့ဝေဝါးနေတဲ့ကောလာဟာလာတွေထွက်ထားပြီးတော့ပဲ NLD ကိုမကြိုက်လို့ပဲ NUG ကိုမကြိုက်လို့လာမပေါင်းတဲ့ပုံစံသူတို့မျောချတာအမှန်ကသူတို့ကိုယ်တိုင်ကမပေါင်းချင်ဘူးသူတို့ကိုယ်တိုင်ကကို Federal အစိုးရမဖြစ်ချင်ဘူး Federal အစိုးရရဲ့ဒစိမ့်တစ်ပိုင်းမဖြစ်ချင်ဘူးဘာကြောင့်လဲ Federal အစိုးရရဲ့ဒစိမ့်တစ်ပိုင်းဖြစ်သွားရင်ကျွန်တော်စောစောကပြောသလို Federal အစိုးရရဲ့ authority ဒီပြည်နယ်အစိုးရနဲ့အများကြီးတာတယ်ပြည်နယ်အစိုးရဒီပြည်နယ်မှာအုပ်ချုပ်ခွင့်မရှိတယ်ဒါပေမဲ့ပြည်နယ်မှာဖြစ်နေတဲ့ရာဇဝတ်မှုများအားလုံးကို Federal ကဖူးပါဝါရှိတယ်ရိုးရိုးမကြည့်နဲ့သမ္မတဒေါ်နယ်ထရန့်ကိုကြည့်သမ္မတဒေါ်နယ်ထရန့်ဒီ Federal အစိုးရရဲ့ authority ကိုအကြီးအကျယ်အသုံးချနေတာသမ္မတရဲ့အမိန့်အာဏာကနေတစ်ဆင့် Federal မှာရှိတဲ့ဥစ္စာတွေအကုန်ဖမ်းနေတာမနေ့ကအင်တာဗျူးတစ်ခုမှာသမ္မတဒေါ်နယ်ထရန့်ပြောသွားတဲ့စကားလေးကိုမျှဝေပေးခြင်းတယ်NBC နဲ့ Meet the Press မှာအင်တာဗျူးလုပ်သွားတာနော်အဲ့မှာသမ္မတဒေါ်နယ်ထရန့်ကိုမေးတယ်မင်းကုတ်ရဲ့တရားရုံးရဲ့ဥပဒေကိုမင်း define မင်းငင်းဆန်နေပြီလား I don't know တဲ့